ကျွန်တော်တို့တွေကနေ့စဉ်ဘဝမှာအလုပ်တွေ၊ကျောင်းစာတွေ၊တာဝန်ယူမှုတွေကြားထဲရောက်နေနေရနေမှာငါတကယ်ဘာလို့ရတာကိုပျော်တာလဲငါရဲ့ဝါသနာအစစ်မှန်ကဘာလဲဆိုပြီးတော့ကိုယ့်ကိုယ်ပြန်မေးမိကြတဲ့အချိန်တွေရှိကြမှာပါပဲကျွန်တော်တို့တွေကငယ်ငယ်ကလေးကနေပြီးတော့မှအများစုကပြောကြတယ်ပေါ့နော်ဝါသနာပါတာကိုဝါသနာပါတာကိုလုပ်ရင်ကိုယ်လည်းပျော်ရတယ်ပေါ့နော်ဒီလိုမျိုးပြောကြပေမဲ့တကယ်ဝါသနာဆိုတာကဘာလဲကိုဝါသနာပါတဲ့အရာကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့အကြောင်းအရာတွေကိုတော့သိပြီးတော့မပြောကြဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေ့ episode လေးမှာတော့ဝါသနာဆိုတာတကယ်တော့ဘာလဲကိုယ့်ရဲ့ဝါသနာအစစ်အမှန်ကိုဘယ်လိုရှာဖွေလို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့အတွေ့အကြုံလေးတွေနဲ့ရောနှောပြီးတော့ဆွေးနွေးမျှဝေသွားမှာပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိနားထောင်ပေးသွားပါအောင်နော်Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Podcast by DK YouTube Channel က Podcaster ကိုသက်ကျော်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တွေဝါသနာဆိုတာဘာလဲဆိုတဲ့အကြောင်းအရာနဲ့ကိုဝါသနာပါတဲ့အရာတွေကိုဘယ်လိုမျိုးရှာဖွေလို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဝါသနာဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဖွင့်ကြည့်အောင်လူတော်တော်များများကတော့ဝါသနာဆိုတာမွေးရပါလာတဲ့ပါရမီတစ်ခုလို့ထင်တတ်ကြပါတယ်တကယ်တော့ဝါသနာဆိုတာတခုခုကိုစိတ်ပါလက်ပါနဲ့ထက်ကဆွဲမြဲလှုပ်ဖြစ်တဲ့အခါမှာအဲ့ဒီကျွန်တော်တို့လှုပ်ဖြစ်နေတဲ့အရာကနေပြီးတော့မှကျွန်တော်တို့ရဲ့ဝါသနာဆိုပြီးတော့ဖြစ်လာတယ်ပေါ့နော်အဓိကကတော့အဲ့ဒီအလုပ်တစ်ခုကနေပြီးတော့အဲ့ဒီအလုပ်ကိုလုပ်နေတဲ့အချိန်မှာကျွန်တော်တွေကပျော်ရွှင်တဲ့ခံစားမှုရတယ်ဒီအလုပ်ကိုလုပ်ရဖို့အတွက်ကျွန်တော်တို့ရဲ့စိတ်မှာစိတ်လှုပ်ရှားတယ်တက်ကြွတယ်ပေါ့နော်ပြီးတော့ဒီအလုပ်ကိုလုပ်နေတဲ့အချိန်မှာပဲကျွန်တော်တို့စိတ်မှာစိတ်ကျေနပ်မှုရနေတယ်တခြားပြင်ပဆုလက်တွေမရရင်တော့မှကိုယ့်ရဲ့စိတ်ထဲမှာပြည့်စုံနေတဲ့ဆိုတဲ့ခံစားချက်တစ်ခုကိုရစေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုကျွန်တော်တို့တွေကဝါသနာလို့သတ်မှတ်လို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဝါသနာပါတဲ့အရာကိုဘယ်လိုမျိုးရှာဖွေရမလဲငယ်ကလေးကတော့လူတွေအများစုကပြောကြတယ်ပေါ့နော်ကိုပျော်တဲ့အရာလို့ကိုဝါသနာပါတဲ့အရာလို့ပြောကြပေမဲ့ကျွန်တော်တို့လူငယ်အရွယ်ရောက်လာတဲ့အခါမှာကိုဘာဝါသနာပါလို့ပါမှန်းမသိတော့တဲ့အချိန်တွေရှိတတ်တယ်ပေါ့နော်အမှန်တိုင်းဝင်ခံရရင်ကျွန်တော်ကိုယ်တိုင်လည်းဒီနှစ်ပိုင်းနေမှာပေါ့နော်ကိုယ့်ရဲ့ဝါသနာကိုပြန်ပြီးတော့ရှာဖွေနေရတယ်ဒီလပိုင်းနေမှာပေါ့ကိုယ့်ရဲ့ဝါသနာဘာလဲဆိုတော့ပြန်ပြီးတော့ရှာဖွေနေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်လည်းအခုလက်ရှိမှာကျောင်းတက်နေတယ်ပေါ့နော်ကျောင်းတက်နေတဲ့တက္ကသိုလ်တက်နေတဲ့အချိန်မှာကျောင်းစာတွေနဲ့တနေ့အဲ့လိုမျိုးပြောရရင် routine တစ်ခုလိုဖြစ်လာတယ်ဗျာမနေ့ကအိပ်ရာထားတယ်ကျောင်းသွားတယ်ညနေခင်းပြန်လာလို့ရှိရင်ကျောင်းကပြန်လာရင်ကိုစားဖို့တက်ဖို့လုပ်ရတယ်အိမ်တန်ရှင်းရေးတွေပါလုပ်ရတယ်ဒီအဝတ်တွေပါလျှော်ရတယ်ပေါ့နော်ပြီးတော့အိမ်စာတွေလုပ်ရတယ်ဒီလိုမျိုးတနေ့လေပတ်လာတဲ့အခါမှာဒီ routine တွေကြားထဲမှာပဲကျွန်တော်တို့ကအချိန်တွေကုန်ပြီးတော့ကိုဝါသနာပါတဲ့အရာတွေကိုတကယ်အချိန်မပေးဖြစ်တော့ဘူးပေါ့နော်အဲ့ဒီခါမှာကိုယ့်ရဲ့စိတ်ထဲမှာလည်းအရင်လိုမျိုးတက်ကြွမှုတွေမဖြစ်တော့ဘူးကိုလုံနေကြအလုပ်တွေမလို့တာပဲကိုလုံးရမယ့်အလုပ်တွေမလို့တာပဲလုံနေတာဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့နော်ပြီးတော့ကိုလည်းတကယ်စိတ်ကြည်နေမှုမရတော့ဘူးဗျဒါကျွန်တော်ရဲ့ခံစားချက်ကိုအမှန်တိုင်းဝန်ခံတာပေါ့နော်ဒီလိုမျိုး routine တစ်ခုနဲ့လုပ်တယ်ကိုဝါသနာပါတဲ့အရာတွေကိုအချိန်ပေးပြီးမလုပ်ဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ထဲမှာကြည်နပ်မှုမရအောင်တခုခုကိုမကြည်မနဲ့ဖြစ်နေတယ်တခုခုလိုအပ်နေရလို့ခံစားနေရတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာပဲတခုခုကအဲ့လိုမျိုးဘယ်လိုပြောရမလဲ hollow ဖြစ်နေတယ်ဗလာကြီးဖြစ်နေတယ်ပေါ့နော်တခုခုလိုအပ်နေတယ်ဘယ်လိုပြောရမလဲပြည့်စုံသွားအောင်ဗျာတခုခုအဲ့လိုမျိုးဖြည့်ဖို့လိုအပ်နေတယ်လို့ခံစားရတဲ့ခံစားမှုမျိုးပေါ့ကိုတယောက်တည်းဖြစ်တဲ့အချိန်ဒီမှာအဲ့ဒါပို့ပြီးတော့တည်တာတယ်ငါအဲ့လိုအထီးကျန်တယ်လို့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဘဝပေါ့နော်အရင်လောက်ကြီးအတိတ်ပဲမရှိအဲ့လိုမျိုးအရင်လောက်တက်ကြွဖို့မကောင်းတဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့ဒါဝါသနာပါတဲ့အရာတွေကိုကိုမလုပ်တာကြာလာတဲ့အခါမှာဒီလိုမျိုးဖြစ်လာတတ်တယ်ပေါ့နော်ကိုနေ့စဉ်ဘဝလုပ်စရာရှိတဲ့အလုပ်တွေကိုတောင်းယူရတဲ့အလုပ်တွေကိုပဲလုပ်နေရင်လည်းမှဝါသနာကိုအချိန်မပေးမိတဲ့အခါမှာဒီလိုမျိုးခံစားချက်မျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဝါသနာကိုပြန်ပြီးတော့ရှာဖွေရတဲ့အခိုက်အတန့်နေဆိုတာလဲကျွန်တော်တို့ကြုံလာရတယ်ပေါ့နော်လူငယ်ဘဝမှာအဲ့တော့ကိုယ့်ရဲ့ဝါသနာကိုဘယ်လိုရှာဖွေလို့ရမလဲဆိုတော့နီလန်းလေးတွေကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာပထမတစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့အတိတ်ကိုပြန်ပြီးတော့တွေးကြည့်တာပေါ့နော်အဓိကတော့ကိုယ့်ရဲ့ငယ်ဘဝဒါမှမဟုတ်ကိုယ့်ရဲ့အတိတ်ပေါ့ကိုအရင်တော့ကဘာအလုပ်တွေကိုလုပ်ရတာအပျော်ဆုံးလဲဆိုတော့ပြန်ပြီးတော့စဉ်းစားရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်
အရင်တော့ကဘာတွေလောက်ရတာပျော်လဲဆိုတော့ကြပြားတွေရွတ်ရတာပျော်တယ်ပြီးတော့ဒီလိုမျိုး podcast တွေတွင်ရတာပျော်တယ်တခြားသူတွေကိုကိုသိတဲ့အကြောင်းအရာတွေအဲ့လိုမျိုးပြန်ပြီးမျှဝေရတာကိုအတွက်စိတ်ကျေနပ်မှုရစေတယ်ပေါ့နော်ပြီးတော့အရင်တော့ကျွန်တော်မှာ2ဆန်းနဲ့ဝါသနာတစ်ခုလည်းရှိရပေါ့အဲ့ဒါဘာလဲဆိုတော့အဲ့လိုငယ်ငယ်တုန်းကပေါ့ဗျာဒီတိုင်း rap သင်းတွေ rhymes တွေကာယံတွေအဲ့လို6ဆက်ပြီးတော့မှ rap သင်းတွေ6ဆိုတာပေါ့နော်ဒါလည်းဝါသနာပါတယ်ပြီးတော့အရင်တော့ကာယံကြပြားတွေဆိုရင်လည်းအဲ့လိုမျိုးဖွဲ့တယ်ပေါ့နော်ဒါမျိုးတွေလောက်တာကျွန်တော်ဝါသနာပါခဲ့တယ်ဒီကြပြားတွေရွတ်တာ podcast တွေတွင်တာတွေကိုဘယ်လောက်ထိတောင်ဝါသနာပါလဲဆိုတော့အတုံးကဆိုရင်ကျွန်တော်အခုလောက်လဲ microphone ကောင်းကောင်းတွေလည်းမရှိဘူး device တွေလည်းဒီလောက်ကြီးကောင်းတဲ့ဟာတွေမရှိသေးဘူးပေါ့နော် wifi ဆိုရင်လည်းအဲ့လောက်ကောင်းတာမဟုတ်ဘူးဒီ internet pay လေးနဲ့ပဲလုပ်ရတာပေါ့အဲ့တော့အဲ့ဒီအချိန်တော့ဆိုရင်ကို့မှာရှိတာလေးနဲ့ကျွန်တော်ဘယ်လောက်တောင်လုပ်ခဲ့လဲဆိုတော့ကို့ပတ်ဝန်းကျင်မှာဆိုရင်လည်းအတုံးကစူညံတန်တွေပါတယ်လည်းအများကြီးရှိရပေါ့အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လူကြီးတွေရှိရဲအဲ့လိုလူတွေအများကြီးရှိတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့လိုဖုန်းလေးယူသွားပြီးတော့ဒီအိမ်သားထဲမှာပဲအတန်သွင်းခဲ့တာမျိုးတွေဒါမှမဟုတ်တခြားတနေရာမှာပေါ့နော်လူမရှိတဲ့ဟိုအိမ်နောက်ဘေးကိုသွားပြီးတော့အတန်သွင်းတာမျိုးတွေကြပြားရွတ်တဲ့ record လေးတွေသွင်းတာမျိုးတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတနေ့ပေါ့ကျွန်တော်မှာ podcast တွေသွင်းရဖို့ recording တွေလုပ်ရဖို့အတွက်စိတ်မှာစိတ်လှုပ်ရှားနေတယ်ပေါ့နော်အဲ့ဒီအချိန်တွေတုန်းကဆိုရင်စိတ်မှာပျော်နေတယ်အဲ့ဒီဟာတွေလုပ်နေရတာကိုပျော်တာဗျာအခုလိုမျိုး subscriber တွေရလာဖို့လဲကိုယ်စိတ်ထဲမှာကောင်းနေမှာမရှိဘူးကိုယ့်ရဲ့ podcast တွေကိုဘယ်သူတွေနားထောင်မှလဲလူဘယ်လောက်များများနားထောင်မယ်ဆိုတာလဲကိုယ့်ရဲ့ကောင်းနေမှာမရှိဘူးကိုဒီဟာကိုလုပ်နေရတာကိုကိုယ့်အတွက်ပျော်ရွှင်မှုပေါ့နော်ကိုယ့်အတွက်စိတ်ကျေနပ်မှုရစေတယ်အဲ့ဒီအချိန်တုန်းကဆိုရင်အဲ့တော့ကိုအရင်တော့ဘာတွေလုပ်လို့ရှိရင်ကိုပျော်ရွှင်မှုပေးလဲပေါ့နော်စိတ်ကျေနပ်မှုပေးလဲဆိုတာတွေကိုကျွန်တော်တို့နံပါတ်1ချက်အနေနဲ့ပြန်တွေးလို့ရတယ်နံပါတ်2ချက်ကတော့ကိုယ့်ရဲ့အားလက်ချိန်တွေကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာလို့ရတယ်အလုပ်ဒါမှမဟုတ်ကြောင်းပိတ်ရက်ဒီမှာပေါ့နော်ကိုဘာကိုအလိုလျောက်လုံးမိနေတယ်လဲပေါ့နောက်ပြီးတော့လို့ရှိရင်အင်တာနက်မှာကိုဘယ်လိုအကြောင်းအရာတွေကိုအများအားရှာပြီးတော့ဖတ်လိရှိလဲပေါ့နော်ဒါတွေကကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကိုပြနေတဲ့အရာတွေပဲပေါ့ဆိုတော့နှစ်ချက်ရှိသွားပြီပေါ့နော်ပထမတစ်ချက်ကတော့အတိတ်မှာကိုယ့်ကိုပျော်ရွှင်မှုတွေအများဆုံးပေးတဲ့အရာကိုယ်စိတ်ကျေနပ်မှုအများဆုံးပေးတဲ့အရာတွေကိုပြန်ပြီးတော့စဉ်းစားတာနံပါတ်2ချက်ကတော့ကိုယ့်ရဲ့အားလက်ရှိမှာဘာတွေလုပ်နေတတ်လဲဆိုတာကိုပြန်ပြီးတော့ကျွန်တော်တို့လေ့လာတာပေါ့နော်နံပါတ်3ချက်ကတော့အချိန်ကုန်မှန်းမသိဖြစ်စေတဲ့အရာတွေကိုတတိထားကြည့်ရမယ်ပေါ့ကျွန်တော်အလုပ်တစ်ခုอ่ะပေါ့နော်လုပ်နေနေမှာအချိန်တွေဘယ်လိုကုန်လို့ကုန်သွားမှန်းမသိအောင်အာယုံစူးစိုက်ဖြစ်တဲ့အရာတွေရှိတယ်ပေါ့ကျွန်တော်ဆိုလို့ရှိရင်ဥပမာဒီ podcast တွင်နေပဲထားပါတော့ဗျာ podcast တွင်နေဆိုလို့ရှိရင်အချိန်တစ်နာရီနှစ်နာရီဆိုတာဘယ်လိုကုန်လို့ကုန်သွားမှမသိဘူးပေါ့နော်ဒါကိုဝါနာပါတဲ့အရာကိုလုပ်နေရအဲ့လိုပဲပြီးတော့လို့ရှိရင်ဒီ video edit တို့ဘာလို့ဆိုရင်လည်းအတူတူပဲတခါလေကျအချိန်2နာရီ3နာရီလောက်စက်တိုက်ကြီးပေါ့နော်ထမင်းမစားဘာမစားနဲ့အဲ့လိုမျိုးစက်တိုက်လုပ်နေမိတာရှိတယ်ပြီးတော့မှကိုအချိန်တွေကုန်သွားတယ်ဆိုတော့ပြန်ပြီးတတိထားမိတာပေါ့နော်လူတိုင်းမှာလည်းဒီလိုကြုံမှုတဲ့အခိုက်အတန့်တွေတော့ရှိမှထင်တယ်ဥပမာဂိမ်းဆော့တာဒါမှမဟုတ်ဇက်ကားကြည့်တာပေါ့နော်ဇက်ကားကြည့်တဲ့အချိန်ကိုဥပမာပဲကြည့်ကြည့်ပါကိုတကယ်စိတ်ဝင်စားတဲ့ဇက်ကားပေါ့နော်ကိုတကယ်စိတ်ဝင်စားတဲ့ဇလန်ကိုကျွန်တော်တို့ကြည့်နေရဆိုလို့ရှိရင်အချိန်တွေကဘယ်လိုကုန်လို့ကုန်သွားမှမသိဘူးလေဟုတ်တယ်မလားအဲ့တော့ကိုအဲ့လိုမျိုးအချိန်ကုန်လို့ကုန်မှမသိဖြစ်စေတဲ့အရာတွေပေါ့နော်အဲ့ဒီဝါသနာတွေကိုယ့်ရဲ့အမှုအကျင့်တွေပေါ့နော်အဲ့ဒီအရာတွေကိုပြန်ပြီးတော့ကျွန်တော်တို့တတိပြုကြည့်ပေါ့နော်အဲ့ဒီဟာကိုယ့်ရဲ့ဝါသနာအစစ်မှန်ဖြစ်ဖို့ဒေတာတလောက်ရှိတယ်နောက်တစ်ခုကတော့အသက်ဆန်းတွေကိုကျွန်တော်တို့စမ်းကြည့်ဖို့လည်းလိုတယ်ပေါ့တခါလေကျတော့အတိတ်ကိုပြန်ပြီးတော့ကြည့်နေတာထက်ကျွန်တော်တို့ဒီကိုမလုပ်ဘူးတဲ့အရာတွေကိုစမ်းလုပ်ကြည့်ရင်လည်းမှအဲ့ဒီအရာကိုဝါသနာပါတယ်ဆိုတာကိုသိသွားတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဥပမာအဖြစ်ကိုအရင်တော့မလုပ်ဘူးတဲ့အရာတွေပေါ့နော်ဘာသာစကားအသစ်လေးလာတာပဲဖြစ်ဖြစ်ဓာတ်ပုံရိုက်တာဟင်းချက်တာအပင်စိုက်တာစသဖြင့်အများကြီးစမ်းလုပ်ကြည့်လို့ရတယ်ပေါ့နော်ရေကူးတာအဲ့လိုဒါမှမဟုတ်စပိန်ပတ်စီယာလမ်းလျှောက်တာပြေးတာဒီလိုမျိုးတစ်ခုပြီးတစ်ခုစမ်းသက်ကြည့်ရင်လည်းကိုနဲ့ကြိုက်မကြိုက်ဆိုတာကိုယ့်အတွက်ပျော်ရွှင်မှုတွေပေးသလားကိုယ့်အတွက်စိတ်ကျေနပ်မှုဖြစ်စေသလားဒီအရာတွေပေါ့နော်ကိုဒီအလုပ်လုပ်ရတဲ့အတွက်ဒီအရာကိုလုပ်နေရတဲ့အတွက်စိတ်ထဲမှာလှုပ်ရှားတက်ကြွမှုဖြစ်စေလားပေါ့နော်ဒီအရာကိုကျွန်တော်တို့ပြန်ပြီးတော့စမ်းစစ်ကြည့်လို့ရတယ်နောက်ဆုံးချက်အနေနဲ့ကတော့ဘာလုပ်လို့ရလဲဆိုတော့ကိုအားတန်တဲ့အရာတွေကိုရှာဖွေတာပေါ့နော်ဥမာတခြားသူတွေကကိုပေါ့နော်ဘယ်လိုကိစ္စမျိုးမှာအကူအညီတောင်းလေးရှိလဲဆိုတော့ပြန်ပြီးတော့စဉ်းစားကြည့်ပေါ့ဥမာကိုကနားထောင်တာကောင်းတဲ့သူဆိုလို့ရှိရင်တခြားသူတွေကကိုရင်လာဖွင့်တာတွေသူတို့ရဲ့အခက်အခဲတွေကိုလာပြီးတော့ပေါ့နော်အဲ့လိုရင်ပွင့်ပြောဆိုတာတွေလုပ်လို့ရှိလားပေါ့ဒါဆိုရင်ကိုကဒီလိုမျိုးနားထောင်တာနဲ့ပတ်သက်ပြီးတော့ကိုအနေနဲ့ဒါအားသာချက်တစ်ခုရှိတယ်ပေါ့နော်ကို listener ကောင်းတယောက်ဖြစ်တယ်ပေါ့ဒါမျိုးကျွန်တော်တို့သိလို့ရတယ်ပြီးတော့ကိုယ့်ရဲ့ပင်ကိုယ်ရဘယ်ဟာတွေကကိုနဲ့ပေါ့နော်
အလွယ်တကူအကောင်းဆုံးလုပ်နိုင်လဲပေါ့နော်ဘယ်ဟာတွေကိုကိုကအလွယ်တကူနဲ့အကောင်းဆုံးလုပ်နိုင်လဲဥပမာအဖြစ်တချို့သူတွေရှိရဗျာအဲ့လိုအားကစားမှာတခြားသူတွေတက်ပို့ပြီးတော့ထူးချွန်တယ်ပေါ့တခြားသူတွေကအဲ့လိုအများကြီးလေ့ကျင့်ရတဲ့အချိန်မှာကိုကနည်းနည်းပဲလေ့ကျင့်လိုက်အောင်နဲ့သူတို့ထပ်ပို့ပြီးတော့ကျွမ်းသွားတာမျိုးပေါ့နော်ဂီတမှာပဲဖြစ်ဖြစ်အားကစားမှာပဲဖြစ်ဖြစ်နေပဲတစ်ခုမဟုတ်တစ်ခုမှာတော့ကို့မှာအဲ့လိုရှိလိမ့်မယ်ဗျာဒီလားတယောက်နဲ့တယောက်ကတော့မတူဘူးကျွန်တော်တငယ်ချင်းတွေထဲမှာဆိုရင်လည်းတယောက်နဲ့တယောက်ဝါသနာတွေမတူဘူးအဲ့လိုမျိုးအားတာချက်တွေမတူဘူးပေါ့နော်သူအားတန်တဲ့အရာတွေမတူဘူးဥမာကျောင်းတော့ဆိုလို့ရှိရင်လည်းအဲ့လိုတယောက်က biology အားတာရင်တယောက်ကမြန်မာစာအားတာရင်အားတာမယ်ဗျာတယောက်ကသင်္ချာအားတာရင်အားတာလိမ့်မယ်ဒါမျိုးပေါ့နော်ဒါကတော့ဥမာပြောပြတာပေါ့အပြင်လက်တွေ့ဘဝဝါသနာနဲ့ပြောရရင်တော့အဲ့လိုတချို့သူတွေရှိရဗျာဓာတ်ပုံရိုက်တာဟောမှတကယ်အားတန်တဲ့သူပေါ့နော်ဓာတ်ပုံရိုက်တာတခြားသူတွေတက်ပို့ပြီးတော့ကောင်းတယ်ဒီလိုမျိုးလူတွေရှိတတ်တယ်တချို့ကြောလည်းဒီလိုဟင်းချက်တာတွေပါတယ်မှာပေါ့နော်သူကိုယ်တိုင်လည်းဒီဟာကို enjoy ဖြစ်တယ်သူချက်လိုက်တဲ့ဟင်းတိုင်းကလည်းတကယ်fail မဖြစ်ဘူးပေါ့နော်များသောအားဖြင့် fail မဖြစ်ဘူးအောင်မြင်တယ်ဒါဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ဝါသနာကဒါဟင်းချက်တာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းရှိနိုင်တယ်ဒီစာဖတ်တာတွေပြီးတော့လို့ရှိရင်ဒီစာရေးတာတွေပေါ့နော်စာရေးတာတခြားသူတွေတက်ပို့ပြီးတော့နားလည်လွယ်အောင်ကိုယ်အနေနဲ့ရေးတတ်တယ်တခြားသူတွေထပ်ပို့ပြီးတော့မှကိုက message တစ်ခုခုကိုအဲ့လိုရှင်းရှင်းလင်းလင်းပေါ့နော်အဲ့လိုဖတ်လိုက်လို့ရှင်းရှင်းလင်းလင်းနားလည်တော့ရေးနိုင်တယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အားသာချက်ကစာရေးတဲ့ဟာလည်းဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့အားသာတဲ့အရာတွေကိုရှာဖွေပြီးတော့လဲကိုဝါသနာပါတာကိုပြန်ချလို့ရတယ်ပေါ့အဲ့တော့ပြန်ပြီးတော့အနည်းရှော့ရလို့ဆိုရင်ကျွန်တော်တို့ဝါသနာဆိုတာကတခုခုကိုစိတ်ပါလက်ပါလောက်တာထက်ကလောက်တာကျွန်တော်တို့ဝါသနာဖြစ်လာတယ်ပေါ့နော်ဝါသနာပါတဲ့အလုပ်တွေကိုလုပ်နေတဲ့အခါမှာကျွန်တော်တို့ကိုပျော်ရွှင်စေတဲ့ခံစားချက်တွေပေးတယ်လူကိုစိတ်လှုပ်ရှားတကြွစေတယ်ပြီးတော့စိတ်ကြည်နပ်မှုအစစ်အမှန်ကိုရစေတယ်ပေါ့နော်အဲ့ဒီစိတ်ကြည်နပ်မှုဆိုတာကဘာနဲ့မှလဲလို့မရဘူးကျွန်တော်တို့ပြီးတော့စိတ်ထဲမှာပြည့်စုံနေတယ်ဆိုတဲ့ခံစားချက်ပေါ့ဒီဟာကိုလှုပ်လိုက်ရတဲ့အတွက်ရလာတဲ့ခံစားချက်ကကျွန်တော်တို့ TikTok မှာတွားပြီးတော့ဒီခဏပေါ့နော် doom scrolling လုပ်နေရတဲ့အများကြီးပို့ပြီးတော့စိတ်ကြည်နပ်ဖို့ရစီတယ်ပေါ့နော်ခဏတာပျော်သွားတာမဟုတ်ဘူးဗျာဒီ game တွေ social media တွေတုံးလို့ခဏတာရတဲ့dopamine ကနေရတဲ့ခဏတာရတဲ့ပျော်ရွှင်မှုမျိုးမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာတကယ်ကိုစိတ်ကြည်နပ်မှုအစစ်မှန်ရတာမျိုးပေါ့နော်ဒါမျိုးကဝါသနာလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဝါသနာကိုဘယ်လိုရှာဖွေရမလဲဆိုရင်အချက်၅ချက်ကျွန်တော်ဒီနေ့ပြောသွားတယ်နံပါတ်1ကတော့ကိုယ့်ရဲ့အတိတ်ကိုပြန်ပြီးတော့တွေးကြည့်ပေါ့နော်ကိုယ့်ရဲ့အတိတ်မှာဘယ်ဟာတွေကကိုယ်ပျော်ရွှင်မှုတွေပေးလဲပေါ့နော်ဘယ်ဟာတွေကကိုယ်စိတ်ကြည်နပ်မှုအများဆုံးပေးခဲ့တယ်လဲပေါ့နော်ဒီဘယ်ဟာတွေလောက်ရင်ကိုယ်စိတ်ကြည်နပ်မှုရလဲဆိုတော့ပြန်စဉ်းစားကြည့်ပါနံပါတ်2ချက်ကတော့အားလက်ချိန်တွေကိုလေ့လာပေါ့နော်ကိုယ်အားတဲ့အချိန်မှာဘာတွေလုပ်နေတယ်လဲကိုယ့်ရဲ့ new feed မှာဘာတွေကြည့်တယ်လဲပေါ့နော်ကိုယ်စိတ်ဝင်စားတာတွေကဘာတွေလဲဒါတွေကိုကိုယ်ကိုပြန်ပြီးတော့လေ့လာကြည့်ပေါ့နံပါတ်3ချက်ကတော့အချိန်ကုန်လို့ကုန်မှမသိပေါ့နော်ကိုအလုပ်တစ်ခုကိုလုပ်လို့အချိန်ကုန်လို့ကုန်မှမသိဖြစ်သွားစေတဲ့အရာတွေကိုတတိထားကြည့်ပေါ့နော်အဲ့ဒီအရာတွေကကိုယ့်ရဲ့ဝါသနာဖြစ်နေနိုင်တယ်နံပါတ်4ချက်ကတော့အသည့်အစမ်းတွေကိုကျွန်တော်တို့စမ်းသပ်ကြည့်ဖို့လိုတယ်ပေါ့နော်ကိုအရင်တော့မလုပ်ဘူးတဲ့အရာတွေကိုစိတ်ဝင်စားမယ်လို့ထင်တဲ့အရာတွေပေါ့နော်တစ်ခုပြီးတစ်ခုပေါ့တစ်ခုမဟုတ်တစ်ခုပေါ့လေတချို့အရာတွေကြောင့်လဲကိုနဲ့မကိုက်တာတွေလည်းဖြစ်ကောင်းဖြစ်နိုင်မယ်အဲ့ဒီထဲကနေမှတစ်ခုပြီးတစ်ခုစမ်းသပ်ကြည့်ရင်လည်းကိုနဲ့ကိုက်တဲ့အရာပေါ့နော်ကိုယ့်ရဲ့ဝါသနာကိုလည်းပြန်ပြီးတော့ဝါသနာအသစ်ကိုရှာဖွေနိုင်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဆိုတော့နံပါတ်5အချက်ကတော့ကိုအားတန်တဲ့အရာတွေကိုပြန်ပြီးတော့စဉ်းစားကြည့်ပေါ့နော်လူတွေမှာတယောက်နဲ့တယောက်အားသာချက်တွေမတူဘူးလူတယောက်ရဲ့အားသာချက်ကတခြားသူတယောက်မှာရှိချင်မှရှိမှာပေါ့နော်အဲ့တော့တခြားသူတွေကကိုယ်ဘယ်ကိစ္စနဲ့ပတ်သက်ပြီးတော့အကူအညီတောင်းလို့ရှိလဲပေါ့နော်ကိုယ့်ရဲ့ပင်ကိုယ်တဘာဝအရာတခြားသူတွေအတွက်အဲ့လိုပေါ့တခုခုကိုလုပ်တဲ့အခါမှာအလွယ်တကူနဲ့အကောင်းဆုံးလုပ်နိုင်တယ်ဆိုတဲ့အရာတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာလေးကိုပြန်ပြီးတော့ရှာဖွေကြည့်ပါအဲ့ဒီအရာကိုယ့်ရဲ့ဝါသနာဖြစ်နေနိုင်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာတွေကတော့ဒါပါပဲဝါသနာဆိုတာပါလဲကိုယ့်ရဲ့ဝါသနာကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုကျွန်တော်မျှဝေပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်လည်းဒီကိုယ်ဝါသနာပါတဲ့အရာတွေကိုအရင်တော့ဟာတွေကိုပြန်တွေးပြီးတော့မှကျွန်တော်ပြန်ပြီးလှုပ်ကြည့်တယ်ပေါ့နော်လှုပ်ကြည့်တဲ့အခါမှာဒီဟာကိုလှုပ်ဖို့အတွက်ကိုအားလက်ချိန်မှာပေါ့ကျွန်တော်အခုကြောင်းတက်နေရဆိုတော့အချိန်တော့အရင်မရဘူးဗျာဒါပေမဲ့ကိုအချိန်ရတဲ့အချိန်လေးမှာပြန်ပြီးတော့ရတဲ့အချိန်လေးမှာရအောင်လှုပ်ကြည့်တဲ့အခါမှာကိုဒီဟာကိုလှုပ်ဖို့အတွက်ကျွန်တော်စိတ်ထဲမှာတက်ကြွနေတဲ့အရာကိုခံစားရတယ်ပေါ့နော်ပြီးတော့ဒီဟာကိုလှုပ်ပြီးတော့တဲ့အခါမှာလည်းကိုယ့်ရဲ့စိတ်ထဲမှာစိတ်ကြည်နပ်မှုပေါ့နော်အစစ်မှန်ခံစားရတယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ခံစားလာရတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့အကြောင်းအရာလို့ပြန်ပြီးတော့ reflect လုပ်ကြည့်တာပေါ့ဆိုတော့အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းကျွန်တော် podcast လေးတွေထပ်ပြီးတော့လုပ်နိုင်အောင်စူးစမ်းပါမယ်ပေါ့နော်အဲ့တော့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ် podcast တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျဘိုင်ဘိုင်ပါ